Hello, I'll be being lavashe. Jinimaro, Tanya Yinemwele, only Pessa Clean, Cho aim will be Salo Yan Counde, Yama Yoya, Mola Sampu Yabuloni Leo, Lamia Beachipai. A Kulu Pubiana Yadinele, a Yango like Pete, Sasali the new bono. Biro, the Janale Nibi Suro, a Malo Sachine to Miadre, Lamia Beachipai. Panama song, Puro, Tanya Yi Jobe and Dre, O the long hego, Tanya Kasanga Donongo Tapiro, Ye then I am Lily go tappy like by. Biro, Sali Nango Tabilushi. နော်ဖြူတို့သူ့ကိုဒီထညက်ခဲလေးတွေပျော်သွားတဲ့ထိပေါ့နော်ခဏလောက်ကြိုးသွားပေးလိုက်ပါမယ်ရှင်အခုဖြိုးလောက်ပြထားတဲ့မုံလက်ဆောင်ဖြူရောင်လေးကကြတော့ဒီအညာဒေတာဖက်မှာလည်းလှုပ်ရှားဖြစ်တဲ့ပုံစံလေးပေါ့နော်သူကအညာမုံလက်ဆောင်လို့လည်းပြောလို့ရပါတယ်ရှင်ဒီမုံလက်ဆောင်ကကြတော့အုံသီးဖက်လေးနဲ့တွဲစားတဲ့မုံလက်ဆောင်လေးပေါ့နော်ကဲဖြူတို့ကြိုးသွားလိုက်တာထညက်ခဲလေးတွေကလည်းအရေးပြောသွားပြီဆိုလို့ရှိရင်တော့သူ့ကိုမေးပွားချပြီးလို့ရှိရင်ဖြူတို့ခွက်တလုံးထဲကိုစကားစစ်ချပြီးလို့ရှိရင်သူ့ကိုအေးသွားအောင်ပေါ့နော်ရေကတိတာထဲမှာခဏလောက်အေးခံထားပြလိုက်ပါတယ်ရှင်ဒီနေရာမှာရေကတိတာမရှိဘူးဆိုလို့ရှိရင်ဒီတိုင်းလေးပြင်မှာအေးခံမယ်ဆိုလည်းရပါရဲ့နော်ပြီးရင်တော့မောလက်ဆောင်ဖက်လေးပြုတ်လောက်ရန်အတွက်အိုးတလုံးထဲကိုဆန်မုံဟိခက်စွန်ချင်းနဲ့နှစ်စွန်နဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့ဘီလောပီနတ်ကောမုံဟိခက်စွန်ရဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့သူ့ရဲ့ဖြိုးကစားလေးနှင်းငယ်ကိုထည့်ပြီးတာနဲ့နည်းနည်းလေးသမတွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်ခဏလောက်မှွေပြီးတာနဲ့ထုံးရည်ကြီး900မီလီလီကိုထည့်ပေးလိုက်ပါတယ်ထုံးရင်ကြည့်ထည့်ပေးတာနဲ့ရိုးရိုးရေ900မီလီလီကိုပါထည့်ပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့စုစုပေါင်းဖြိုးသုံးထားတဲ့ရေက1200မီလီလီလောက်ရှိတယ်ပေါ့နော်ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါမယ်နော်ဒီမော်လက်ဆောင်ပြုတ်လုပ်နေရတော့ဖြိုးအရင်ကလည်းတင်ပေးဖူးတယ်ပေါ့နော်မော်လက်ဆောင်10ရောက်လေးလုံးနေလေးကိုဖြိုးတင်ထားတဲ့အချိန်မှာဒီဖြူရောင်လုံးနေလေးကိုလည်းတောင်းဆိုထားတဲ့သူများအတွက်ပေါ့နော်နောက်တစ်ခါဖြိုးကတင်ပေးလိုက်ပါတယ်ရှင်ကဲဖြိုးတို့မှွေသွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုမေးပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီမော်လက်ဆောင်နှစ်ကိုကြိုသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအစမပြတ်လေးမှွေသွားပေးရမှာဖြစ်ပါရဲ့နော်ဖြူတော့မီးလဲလဲနေထားလေးနဲ့ကြိုသွားပေးလိုက်ပါမယ်နော်မှွေသွားရင်နဲ့မုတ်သားလေးကကြည်လေးနဲ့တင်းတင်းလေးဖြစ်လာပါလိမ့်မယ်နော်မုတ်သားကမကြည်သေးဘူးဆိုလို့ရှိရင်တော့ဖြူတော့ဆက်ပြီးတော့ကြိုသွားပေးရမှာဖြစ်ပါရဲ့ရှင်မုတ်သားလေးလုံးဝကြည်လာတဲ့အထိပေါ့နော်ဒီမော်လက်ဆောင်လုံးလေးလေးကတော့အရင်ကလွယ်တယ်ပေါ့နော်ဒါပေမဲ့ဖြူတော့တစ်ဆင့်ကြီးစီကိုတေချာလေးလောက်သွားပေးဖို့ပဲလိုပါရဲ့နော်လုံနေလေးကတော့အရင်ကလွယ်ကူပါတယ်ရှင်ဖြူတော့ဒီမော်လက်ဆောင်ကြိုနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းတစ်ဖက်မှာရေခဲရေလေးကိုပေါ့နော်အစင်သိမ့်ပြေထားပေးရမှာဖြစ်ပါရဲ့နော်ကဲအခုဆိုလို့ရှိရင်တော့ဖြူတို့မှွေသွားရင်နဲ့ဒီမုံလက်ဆောင်အနှစ်ရဲ့အသားလေးကလည်းကြည်လေးဖြစ်နေပြီပေါ့နော်သူကကြည်အေးလေးဖြစ်နေပြီပေါ့နော်ဒီနေထားလေးဆိုလို့ရှိရင်တော့ကဲမုတ်သားလေးကလည်းလုံးဝကြည်လာပြီဆိုလို့ရှိရင်တော့သူ့ကိုမေးပွားချမယ်ပြီးရင်တော့ဒီရေခဲရေခွက်လေးထဲကိုခုလိုမျိုးလေးမုံလက်ဆောင်ဖက်လေးတွေကိုညှစ်ချပေးထားလိုက်ပါမယ်နော်ဖြိုးကတော့လုံနေကြတိုင်းပဲအိမ်မှာရှိတဲ့စကားလေးနဲ့ပဲအဆင်ပြေသလိုလေးညှစ်ချထားပေးလိုက်ပါတယ်ဒီနေရာမှာမော်လက်ဆောင်ညှစ်တဲ့ဟာလေးရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်နော်တကယ်လို့ကိုမမော်လက်ဆောင်ညှစ်တဲ့ဟာလေးရှိရင်တော့မော်လက်ဆောင်ဖက်လေးကပို့ပြီးတော့လှပါတယ်ရှင်ဖြိုးကတော့အိမ်မှာရှိတဲ့ဟာလေးနဲ့ပဲအဆင်ပြေသလိုလေးညှစ်ချထားပေးလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့အရန်လှပြီးတော့နူအီပီစာကောင်းတဲ့ဖြူတို့ရဲ့မော်လက်ဆောင်ဖြူအောင်ဖက်လေးရတော့ရပါပြီကဲအားလုံးလက်စစ်တစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့တောင်းမဲ့ခွက်လေးတဲ့ကိုခဏကညှစ်ထားတဲ့မော်လက်ဆောင်ဖက်လေးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ကြိုပြီးတော့အေးခံထားတဲ့ထညက်ရည်အေးလေးကိုပေါ်ကလောင်ပြီးလို့ရှိရင်တော့အပေါ်မှာအုံသီးလေးအုပ်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ရင်းနဲ့ထိအိမ်မြတ်သွားစေမယ်မော်လက်ဆောင်ချိုအေးလေးရတော့တောက်ဖို့အစစ်တစ်ဖြစ်နေပါပြီရှင်လုံနေလေးရတဲ့လွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ပြောနေပါရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြွေးနေဗီဒီယိုတစ်တင်မှာပြန်ဆောင်ကြမယ်เนาะအားလုံးဘိုင်